မင်္ဂလာပါခင်ဗျာကျွန်တော်များပုံနဲ့တော်ဘေးတင်စာရနိုင်ထွန်းရန်ကုန်မြို့တော်မှာစားတဗေဒမေထမင်းချက်900သားသမီးအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာပါစေကြောင်းဥစွာပနမနှုတ်ခွန်းဆက်တာပါရစေ2026ခုနှစ်9လပိုင်း7ဇွန်လမှာတောက်ကြသားသမီးရဲ့ကံကြမှာကံစားတာကောင်းကောင်းဆိုးဆိုး hostel တွေကိုတင်ပြဆွေးနွေးဟောပြောပေးသွားမှာပဲဖြစ်ပါတယ်ဗုဒ္ဓံပူစေမိဓမ္မပူစေမိတန်ခမ်းပူစေမိပူဇော်ပါ၏အရှင်မြတ်ဗျာမင်္ဂလာပါဆရာထအနန္တရရမဗေဒီမေဓမ္မချက်900သားသမီးအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာတော်မူကြပါစေဗျ2026ခုနှစ်9လပိုင်း7ဇွန်လမှာတောက်ကြသားသမီးကံကြမှာကံစားတာ hostel လေးကိုဆွေးနွေးဟောပြောပေးသွားမှာပဲဖြစ်ပါတယ်အနန္တရရကဗေဒီမေထမင်းရှင်နေစာရဖုန်းနံပါတ်တီးလို့ကြားတဲ့သူတွေကိုလည်းဖုန်းနံပါတ်လေးနဲ့မိတ်ဆက်နဲ့ပြောပြသွားပေးမယ်။ဇာတ်ကိုဆက်သွယ်နိုင်တဲ့ဖုန်းနံပါတ်တရားဆိုရင်39ကို4ကြီးပဲ5လုံး4 5လုံး39လေးခွန်39ကိုခွန်ကြီး5လုံးခွန်5လုံး6နှစ်တင်5တို့ကိုဇာတ်ကိုဆက်သွယ်နိုင်တယ်။ဇာတ်ရဲ့ဗေဒီနဲ့လက္ခဏာဆွေးနွေးဟောပြောတဲ့ဟောကန်ဒိဋ္ဌာမှာဆိုရင်ရန်ကုန်တာဂီတာကြောက်တိုင်မတ်တိုင်ကပီတာမက်ကကြီးရဲ့ဖေးအေးစိတီလန်တဲ့တိုင်းနပ်ပတ်200နဲ့ခွန်မြင့်ကြီးထပ်ဖြစ်ပါတယ်မနက်9:00မှညနေ9:00နာရီထိနေ့စဉ်နဲ့ညဗေဒီမေထမင်းရှင်900သားသမီးကံကြမှာကန်းစားတာကိုဆွေးနွေးဟောပြောပေးလက်ရှိပါတယ်တချို့တီးလို့ကြားတဲ့သူတွေဥစားပေးစနစ်နဲ့ပြောပြပေးသွားတာပေါ့နော်2026ခုနှစ်လပိုင်းမှာတောက်ကြသားသမီးတွေဟာဒုတိယကံကောင်းတော့နေနဲ့ပိုင်ရှင်တွေဖြစ်တယ်အင်မတန်ကံကောင်းတယ်ရေရွယ်ချက်ရင်မှန်းချက်တွေနဲ့စ조사အားထုတ်ထားတာတွေရွှေဝဲချမ်းလားမြေဝဲချမ်းလားဖြစ်မဲ့လားဘာဖြစ်ရှင်လဲဘာလှုပ်ရှင်လဲခုနှစ်လပိုင်းဟာကံကောင်းခြင်းတို့ဟောဆောင်လာတဲ့လာတလာလုံးဝကံကောင်းမယ်စိပါကံတတ်မယ်ရန်သူဖြစ်နေတဲ့သူနဲ့တော့မိတ်ဆွေဖြစ်သွားမယ်လုံးဝမကြည်မဖြူဖြစ်နေတာတွေအစင်မပြေနေတဲ့အိမ်အောင်ရည်တွေလည်းလုံးဝသိမြတ်မယ်ပြေးလဲသွားမယ်စိတ်ချမ်းသာမယ်ဝမ်းသာရမယ်နည်းနည်းလေးခယူးဆိုင်ရမှာကကြာပါပြီကြာမိုင်းနဲ့ညာဖြစ်နေရန်သူဟာမိတ်ဆွေဖြစ်သွားမယ်ကြမ်းကြာနေတဲ့ကိစ္စတွေနှောင့်နှေးနေတဲ့ကိစ္စတွေအောင်မြင်မယ်ပြေတွင်းပြေပကုံစီကုံရောင်းကုံဝယ်ကုံပစ္စည်းအားလုံးအောင်မြင်လိမ့်မယ်ရောင်းကုံပစ္စည်းဈေးကောင်းရမယ်ပဲပြောင်းနှမ်းကောင်းကျိုးပြုမယ်စီးပွားကံတက်မယ်တောက်ကြသားသမီးလိုရင်စာတာပြေးရမယ်အိမ်လားရှမ်းလားမြေလားတိုက်လားအဆောက်အုံလားဝယ်ဖို့ရည်ရွယ်နေတဲ့အကြံစီတွေအကောင့်ထဲပေါ်နိုင်မယ်ကြာမရည်တော်နဲ့ခရူးဆိုင်ရမယ်ကြာမရည်မှာဦးအသက်နှလုံးကြောက်ကအတွင်း